တဘာရင်နဲ့ investor ကြီးတွေက property appraisal လုပ်တဲ့အခါမှာလုံးဝကိုခေါင်းနဲ့မထည့်တဲ့အချက်အလက်3ခုအကြောင်းလေးကိုဆွေးနွေး sharing လေးလုပ်ပေးကြပါတယ်။ကျွန်မကတော့ရန်ကုန်မြို့ရဲ့အချက်အခြာကျတဲ့ prime area တွေပေါ်မှာအိမ်ချမ်းမြေရင်းနှီးမြှုပ်နှံ investment လုပ်ဖို့အတွက်စတင်ခြေလှမ်းပြင်နေတဲ့ aspiring investor တွေအတွက် strategic အမြင်တွေနဲ့စီးပွားရေးအကျိုးမြတ်တွေအများကြီးရရှိအောင်ကူညီပေးနေတဲ့ high value property consultant and business coach ဆွေးနွေးဟီပီဖြစ်ပါတယ်ရှင်။နံပါတ်1ချက်ပေါက်ဈေးမဟုတ်ဘဲနဲ့ရောင်းချင်တဲ့သူတွေစိတ်ကြိုက်ခေါ်တဲ့စိတ်တိုင်းကြခေါ်ဈေးနံပါတ်2အချက်ကလက်ရှိအခြေအနေမှာ update မဖြစ်တော့တဲ့ဈေးကွက်သတင်းအနေအထားနံပါတ်3အချက်ကတော့ emotional attachment လို့ခေါ်တဲ့တန်ရောစဉ်တစ်ခုကြောင့်ပေါက်ဈေးထက်ပိုပြီးတော့ခေါ်ထားတဲ့အနေအထားစတဲ့အချက်3ချက်ပဲဖြစ်ပါတယ်သူတို့ကဘလို့သတင်းအချက်လက်ပေါ်မှာမူတည်ပြီးတော့ဝယ်ယူဖို့စဉ်းစားကြလဲဆိုလို့ရှိရင်အဲ့ဒီသူတို့စိတ်ဝင်စားနေတဲ့မြေခွက်ရဲ့အနီးတစ်ဝိုက်ပတ်ဝန်းကျင်မှာလက်ရှိအခြေအနေနဲ့အနီးကပ်ဆုံးအချိန်ကာလတစ်ခုမှာအမှန်တကယ်အယောင်းဝယ်ဖြစ်သွားတဲ့ဈေးတန်းတစ်ခုပေါ်မှာမူတည်ပြီးတော့အဲ့ဒီမြေခွက်ကိုဝယ်ယူဖို့သင့်မသင့်ကိုပဲစဉ်းစားပြီးတော့ဆုံးဖြတ်လိရှိကြပါတယ်ဒီဗီဒီယိုလေးကကိုယ့်အတွက်တစ်စုံတစ်ရာအကျိုးရှိတယ်ဆိုလို့ရှိရင်ဆွေးမြတ်ရဲ့ channel လေးကို like and follow လေးလုပ်သွားပေးပါနောက်ဗီဒီယိုတွေမှာဒီထက်ကောင်းတာတွေမျှဝေပေးဖို့အတွက်အကောင်းဆုံးပြန်ဆောင်ကြပါမယ်ရှင်